လူတွေပြောလိရှိကြတယ်မမြင်ရတဲ့အရာတွေထက်မြင်ရတဲ့လူတွေကပိုကြောက်ဖို့ခေါင်းတယ်တဲ့ဒါပေမဲ့တကယ်တမ်းမမြင်ရတဲ့အရာတစ်ခုကတင့်ပြီးနားမှာကတ်လိုက်လာပြီဆိုရင်ရောတင်းရဲ့မစင်မချင်းစနှောက်မှုတစ်ခုကမဖိတ်ခေါ်တဲ့ဧည့်သည်တယောက်ကိုတင့်ကားပေါ်ခေါ်တင်မိလိုက်တယ်လို့ဖြစ်သွားခဲ့ရင်ဒီညအတွက်တော့မမြင်ရတဲ့ခရီးသည်ဆိုတဲ့ဖိရိုက်မှန်ထိတ်လန့်ပေါ်ရဇလန်းကိုတင်ဆက်ပေးခြင်းပါတယ်ဒီဇလန်းကခရီးသွားရင်းစကားကြွမိရာကနေဘဝတစ်ခုလုံးစာမိမရနိုင်တဲ့အိမ်မက်ဆိုးကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရတဲ့တငယ်ချင်းတဆူရဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီညကကျွန်တော်ဘဝရဲ့နောက်ဆုံးပျော်ရွှင်ရတဲ့ညပဲဗျနောက်ထပ်ဘယ်တော့မှအဲ့ဒီလိုမျိုးစိတ်လွတ်ကိုလွတ်မရေမောနိုင်တော့ကျွန်တော်လူတငယ်ချင်း9ယောက်နေဘက်ကိုအပျော်ခီးထပ်ပြီးအပြန်လမ်းပေါ့ကားမောင်းတဲ့သူကလွဲရင်ကျန်တဲ့4ယောက်ကမူးနေကြတာတချင်းတွေအော်ဆိုအရက်ခွတ်တွေနဲ့လောကကြီးကိုမေ့နေကြတာလမ်းကလည်းမောင်မဲနေတော်လိုင်းကြီးဗျအဲ့ဒီညကအားလုံးရဲ့အမားတော်လည်းမဟုတ်ဘူးဗျကျွန်တော်တို့ထဲမှာအမြဲတမ်း9သိန်း9သက်လောက်တတ်တဲ့ဘာကိုမှမယုံကြည်တဲ့ကြော်စွာဆိုးတဲ့ကောင်ပါလာတယ်အဲ့ဒီကောင်ရဲ့ခေါင်းမာမှုကပဲကျွန်တော်တို့ကိုငရဲခန်းနဲ့ဆွဲသွင်းကြတာကားကဒေါ်လာနဲ့ထဲရောက်နေပြီလမ်းဘေးမှာနှက်ချင်လိုအုတ်ကူဟောင်းလိုအရာတစ်ခုကိုဖြတ်ခနဲမြင်လိုက်ရတော့ကျွန်တော်တို့ကဟေ့ကောင်စကားကိုစင်းချင်းပြုံးဒီလိုနေရာမျိုးမှာတတိထားရတယ်လို့တတိပေးမိတယ်ဒါပေမဲ့မူးနေတဲ့ကြော်စွာကလှောင်ရဲပြီးပြန်អော်တာဗျမင်းတို့ကလည်းကွာခစ်ကြီးကဘယ်ရောက်နေပြီလဲတရေဆိုတာရှိရင်အခုထွက်လာခိုင်းလိုက်လေဟောဒီမှာကြည်စမ်းကားတကားကိုငါဖွင့်ပေးထားမယ်လိုက်ရှင်တဲ့တရေမကောင်းဆိုးဝါးရှိရင်အခုတက်ခဲ့လမ်းကြုံလိုက်ခဲ့လို့ရတယ်လို့သူအော်ပြောလိုက်တဲ့စကားတန်ကဒေါနဲ့ချီထဲမှာပဲ့တင်ထပ်သွားသလိုပဲအဲ့ဒီချိန်မှာကျွန်တော်တို့အားလုံးရုတ်တရက်ဂိမ်းချသွားကြတယ်ဝုန်းကနေဆိုတဲ့အတန်ကြီးနဲ့တူကားကတစ်ဖက်ကိုစောင်းသွားတယ်တကားကိုသူပြန်ပိတ်ဖို့ကြိုးစားပေမဲ့တစုံတရာကအပြင်ကနေဆွဲထားသလိုမျိုးလုံးဝပိတ်လို့မရတော့ဘူးဗျာအပြင်မှာလေလည်းမတိုက်ဘူးဗျာဒါပေမဲ့ကားထဲကိုဝင်လာတဲ့လေကအလောင်းပြင်းတဲ့အခန်းထဲကလိုမျိုးအေးစိမ်ပြီးပုတ်စော်နန်းနေတာကားမောင်းနေတဲ့တငယ်ချင်းကကြောက်ကြောက်လန့်လန့်နဲ့ဂီးယာကိုနင်းပြီးမောင်းတယ်ကြော်စော်ကတော့ငြိမ်ကျသွားပြီသူတကောက်ကိုမပိတ်နိုင်တော့ပဲကြောက်လန့်တကြားနဲ့ထိုင်းကုန်းမှာကတ်နေတယ်အဲ့ဒီချိန်မှာကျွန်တော်တို့အားလုံးရှင်းရှင်းလင်းလင်းကြားလိုက်ရတာကကားနောက်ခန်းကနေအသက်ရှူတဲ့ပြင်းပြင်းကြီးဟင်းဆိုတဲ့အတန်းကြီးကကြော်စွာနားရွယ်နားလေးတင်ရှိနေတယ်လို့ပဲကျွန်တော်တို့လှည့်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့ကားထဲမှာလူတစ်ယောက်ပိုးနေတယ်လို့မျိုးလေးလံကြက်ညက်နေတာယူတီးယာကြော်စွာကခေါင်းကြီးကိုမောက်လိုက်ပြီးတခိခိနဲ့ရဲတော့တာပဲဒါပေမဲ့အဲ့ဒါသူ့အတန်မဟုတ်ဘူးဗျအတန်ကအရန်အကွယ်ပြီးအိုမင်းနေတဲ့အတန်ကြီးသူ့မျက်လုံးတွေကလည်းအယောင်ပြောင်းသွားပြီးဖိတ်ခေါ်လူလိုက်လာပြီလေဘာလို့ကြောက်နေကြတာလဲအဲ့ဒီအချိန်မှာကျွန်တော်တို့အားလုံးတွေးပြတ်သွားကြတာကျွန်တော်တို့ကားကိုလမ်းဘေးထိုးရက်ပြီးကြော်စွာကိုကားပေါ်ကနေအတင်းဆွဲချခဲ့ရတယ်သူကရုန်းကန်နေတော့မှသူ့ရဲ့အင်ဂျီအောက်မှာလူလက်ဖွားရအမဲကြီးတွေထင်းနေတာဗျကြော်စွာကိုကားပေါ်ကဆွဲချလိုက်ခဲ့ချိန်မှာသူကပုံမှန်လူတစ်ယောက်ရဲ့ခုံအားမျိုးမဟုတ်တော့ဘူးကျွန်တော်တို့၄ယောက်ဝိုင်းဆွဲတာတော့မထိန်နိုင်ဘူးဗျသူကလမ်းပေါ်မှာပတ်လက်လန်လဲချနေရင်ကနေခါးကိုကွီးပြီးတရားကူးသူလိုမျိုးပုံစံကြီးနဲ့ထရတယ်ပြီးတော့ကြိုးချမ်းစရာကောက်တဲ့အတန်ကြီးနဲ့ရေတော့တာပဲကျွန်တော်တို့တွေကတယောက်ကတတိယနေကားထဲမှာအမြင့်ဆောင်ထားတဲ့အန်ဒီယေကင်းကာထတော်စာအုပ်ကိုပြေးယူတယ်ကျော်စောအနာကိုချင်းကပ်ဖို့ကြိုးစားတော့သူကလက်သေးတွေနဲ့ကုတ်ဖို့ကြိုးစားတယ်သူ့မျက်လုံးတွေကပြူးထနေပြီးမျက်စမ်းဖြူတွေပဲမြင်ရတော့တာငါ့ကိုသူခေါ်တာငါလိုက်မှာမင်းတို့နဲ့မဆိုင်ဘူးကျော်စောပါဇက်ကထွိုင်းလာတဲ့အတန်ကအရှမ်းတွေးပြက်စရာကောင်းနေတယ်ကားမောင်းတဲ့တငယ်ချင်းကဖျားစားတွေကိုအတန်ကုန်ဟစ်ပြီးရစ်ဖတ်တော့တာပဲကျွန်တော်ကတော့ဖုန်းမီနဲ့ကျော်စောမျက်နှာကိုထိုးထားပြီးကြံတဲ့သူတွေကသူ့ပခုံးကိုအတင်းဖိထားရတယ်အဲ့ဒီအချိန်မှာထူးဆန်းတာကကျော်စောရဲ့လေပင်နားမှာအမဲရောင်အရိပ်တစ်ခုကကပ်ပါးကောင်လိုမျိုးကတ်နေတာကိုဖုန်းမီရောင်ထဲမှာဖြတ်ခနဲမြင်လိုက်ရတာကျွန်တော်တို့တွေကတရက်ကလက်ထဲမှာပါလာတဲ့တောက်ရည်တန်ဘူးတွေကရေကိုဖျားစာယူတီကျော်စောမျက်နှာကိုပတ်လိုက်တယ်ရေနဲ့ထိသွားတဲ့အချိန်မှာကျော်စောစီကနေလူတန်မဟုတ်တဲ့အော်တန်အကျယ်ကြီးထွက်လာတယ်သူ့ရဲ့ပါဇက်ထဲကနေအမဲနက်နေတဲ့အငွေ့တွေထွက်လာသလိုပဲပြီးတော့သူကဝုန်းနဲ့လဲကျသွားပြီးသတိလစ်သွားတော့တာပဲအဲ့ဒီအချိန်မှာပဲလမ်းတွေကတောအုပ်ထဲကနေဝူးဆိုတဲ့လေပြင်းတစ်ချက်တိုက်သွားပြီးအားလုံးပြန်ငြိမ်သက်သွားတယ်ကျော်စွာသတိလစ်နေတော့မှတယ်ကျွန်တော်တို့သူ့ကိုကားနောက်ခန်းနဲ့အတင်းဖြစ်တင်ပြီးအရှင်ကုန်မောင်းပြေးခဲ့ကြတာကားနောက်ကြီးမန်းကနေလှမ်းကြည့်လိုက်တော့လမ်းမလေကောင်းမှာစောနကကျွန်တော်တို့မြင်ခဲ့တဲ့အမင်းရောင်အရေးကြီးကကားနောက်ကိုပြေးလိုက်လာတယ်
လူနေအိမ်ရှည်တွေနဲ့နီးလာတော့အဲ့ဒီမင်းအကောင်ကြီးကလမ်းမှာရက်ပြီးကြံနေရတယ်။နောက်နေ့မနက်ကြောစွာနိုးလာတဲ့အချိန်မှာသူဘာမှမမိတော့ဘူး။ဒါပေမဲ့သူ့လေပင်မှာတော့လက်ချောင်းငါးချောင်းရအမဲကြီးက3ပတ်လောက်ထိထင်းချမ်းနေရတယ်။အဲ့ဒီနေ့ကစပြီးကျွန်တော်တို့အပျော်ခီးသွားရင်ညဘက်ကားမမောင်းတော့သလိုစကားလေးမတည်ရန်ရဲတော့ဘူးဗျာ။ကိုမမြင်ရတဲ့အရာတွေကိုဖိတ်ခေါ်မိရင်သူတို့ကတခေးပဲလိုက်လာတတ်တယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရပြီလေ ဒါကတော့ကြော်စွာနဲ့သူ့တုံငယ်ချင်းကြီးကြုံတွေးခဲ့ရတဲ့တွေးပြက်စီရာခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်ကြော်စွာလဲဘင်းကလက်ဝါးရာကြီးကတော့ပျောက်သွားခဲ့ပါပြီဒါပေမဲ့သူတို့အားလုံးရဲ့ရင်ထဲကကြောက်စစ်ကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဒီဇလန်ကကျွန်တော်တို့အားလုံးကိုတတိပေးနေတာတခုရှိပါတယ်အဲ့ဒါကတော့စကားဆိုတာစင်ကြင်ရတယ်နေရာဆိုတာအလေးထားရတယ်ဆိုတာပါပဲတင်ကိုအခုညဘက်ကားမောင်းနေတာလားဒါမှမဟုတ်အမောင်ထဲမှာတယောက်တည်းနားထောင်နေတာလားတင်ဘေးနားကိုတစ်ချက်လောက်ကြည့်လိုက်ပါဦးတင်မမြင်ရတဲ့ဧည့်သည်တယောက်ယောက်များရောက်နေမလားဆိုတာ